ကျောင်းဆက်တက်ချင်ပေမဲ့မိခင်ဖြစ်သူကရွာကလူမိုက်ဝမ်းနဲ့အတင်းပေးစားမလို့လုပ်နေတာကြောင့်မင်းသမီးလေးဟာမြို့ပြစီကိုအသေးအတန်ထွက်ပြေးလာခဲ့ပါတယ်လမ်းမှာတွေ့ရကားတစ်စီးကိုအတင်းထားပြီးကူညီဖို့တောင်းဆိုခဲ့ရမှာအဲ့ဒီကားပိုင်ရှင်ကတော့ရုပ်ချောပြီးအရှိန်ဝါရှိတဲ့ကုမ္ပဏီကြီးရဲ့ဒါရိုက်တာကူဟန်ဆောင်ဖြစ်နေခဲ့ပါတယ်မင်းသမီးလေးဟာဘေးကင်းသွားတာနဲ့ကားပေါ်မှာတင်အိပ်ပျော်သွားခဲ့ပြီးနိုးလာတဲ့အခါကားကဖြစ်သူမမရှိတဲ့ပိုက်ဆံအကုန်နဲ့ရွာကထွက်တဲ့မုန်းတွေကိုပေးကဘတ်စကားဆက်စီးဖို့ဆင်းသွားခဲ့ပါတယ်မြို့ကိုရောက်တဲ့အခါကျောင်းလာခအတွက်ရွာ9000လိုအပ်နေတာကြောင့်မင်းသမီးလေးကတိမတယောက်ရဲ့အကူအညီနဲ့ကျောင်းကျွန်းမြို့ရဲ့နမေကြီးကလပ်တစ်ခုမှာစားပွဲထိုးလို့ဝင်လုပ်ခဲ့ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီနေ့မှာပဲမင်းသားကူဟန်ဆောင်ဟာအဖွားဖြစ်သူအတင်းစီစဉ်ပေးတဲ့ကလပ်ကစူပေါင်းမျက်စိမိတ်ချင်းတွေ့ပွဲကိုစိတ်မပါပဲတက်ရောက်နေခဲ့တာပါအဲ့ဒီပွဲမှာမင်းသားနဲ့မင်းသမီးပြန်ဆောင်ကြပြီးမင်းသားကသူမကိုမှတ်မိသွားကဘေးနားကမိန်းကလေးတွေကိုဖယ်ခိုင်းပြီးမင်းသမီးကိုပဲသူ့ဘေးမှာနေဖို့ရွေးချယ်ခဲ့ပေမဲ့မင်းသမီးကတော့သူမဟာစားပွဲထိုးတက်ပဲဖြစ်ပြီးအဖော်တောက်ပေးတဲ့မိန်းမမဟုတ်ကြောင်းညင်းဆိုကထွက်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအခွင့်အရေးသမားမိန်းကလေးအကြီးယာကမင်းသားကူဟန်ဆောင်ရဲ့စီးစိမ်ကိုမတ်မောပြီးမူးနေတဲ့မင်းသားကိုဟိုတယ်ခန်းထဲခေါ်သွားကထောင်ချောက်ဆင်ဖို့စူးစမ်းခဲ့ပေမဲ့မင်းသားရဲ့သူငယ်ချင်းတခင်လေးချန်ကဝင်ရောက်ကူညီပေးခဲ့လို့အစီအစဉ်ပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးဟာကလပ်ထဲကပြဿနာတွေကြောင့်စိတ်ခတ်ခံလိုက်ရပြီးအခန်းတစ်ခန်းထဲကိုရောက်သွားခဲ့ရမှာအဲ့ဒီအခန်းထဲမှာမူးနေတဲ့မင်းသားကူဟန်ဆောင်နဲ့နှစ်ယောက်တည်းပြန်ဆောင်ကြပါတော့တယ်။နောက်တနေ့မနက်အိယာကနိုးလာတဲ့အခါမင်းသမီးကသူမကိုယ်သူမစိတ်ခတ်ခံလိုက်ရမှန်းသိပြီးမင်းသားကိုကူဟန်ဆောင်ရှင်ကျမကိုစိတ်ခတ်တာမလားလို့ဒေါသရကြီးဆွဆွဲခဲ့ပါတယ်ဒါပေမဲ့မင်းသားကတော့တည်ငြိမ်စွာနဲ့ပဲငါကကုမ္ပဏီဥက္ကဋ္ဌတယောက်ပါအဲ့ဒီလောက်ထိအောက်တန်းမကြဘူးဟုပြောကအပြန်လန်အခြေတင်စကားများကြပါတော့တယ်မင်းသမီးလီရှိုင်းနီကသူမရဲ့အပြိုစင်ဘဝကိုဖျက်ဆီးလိုက်ပြီးအာနာနဲ့အနိုင်ကျင့်နေဆိုပြီးမင်းသားကိုဆွဆွဲခဲ့ရင်မဲ့မင်းသားဘက်ကလည်းမင်းညကမင်းသမီးကိုယ်တိုင်အခန်းထဲစိုးဝင်လာတာလို့ပြန်ပြောခဲ့ပါတယ်မင်းသားကဒီကိစ္စကိုပိုက်ဆံနဲ့ဖြေရှင်းဖို့စ조사ပြီးနင့်နာကြီးအဖြစ်ရွံ10တန်းပေးခဲ့ရင်မဲ့တိတ်ခါရှိတဲ့မင်းသမီးလေးကတော့သူ့ရဲ့မကောင်းတဲ့ပိုက်ဆံတွေကိုမလိုချင်ဘူးလို့ပြောကအခန်းထဲကနေထွက်သွားခဲ့ပါတယ်လီရှိုင်းနီကလပ်ကိုပြန်ရောက်တဲ့အခါသူမရဲ့သူငယ်ချင်းဖြစ်သူအကြီးယာကဟန်ဆောင်စိုးရိမ်ပြပြီးဒါရိုက်တာကူဟန်ဆောင်ကညစ်ပတ်တဲ့လူယုံမှာဖြစ်ကြောင်းသူပေးတဲ့နင့်နာကြီးတွေကိုလည်းမယူဖို့တွေးထိုးပေးခဲ့ပါတယ်အကြီးယာစကားကြောင့်လီရှိုင်းနီဟာအလောက်ကထွက်ပြီးကျောင်းကိုပဲတန်းပြန်သွားခဲ့ရင်မဲ့ရန်နှဲငယ်ကြာမှာတော့မမျော်လင့်ပဲကိုဝန်ရှိနေမှန်းသိလိုက်ရပါတယ်ပိုဆိုးတာကဆရာဝန်ကသူမရဲ့တားအိမ်ချေနေကြောင်းအကယ်၍ဒီကိုဝန်ကိုဖျက်ချလိုက်ရင်နောက်တစ်ခါကိုဝန်ထက်ရဖို့တိတ်ခတ်ခဲသွားလိမ့်မယ်လို့သတိပေးခဲ့ရတယ်။ဒီနေ့မှာတော့မင်းသားရဲ့သူငယ်ချင်းတခင်လေးချန်ကတာဖွားမီရဲ့ဌာနမှာလီရှိုင်းနီနဲ့တိုက်ဆိုင်တိုးမိပြီးသူမမှာကူဟန်ဆောင်ရဲ့ကလေးရှိနေမှန်းရိပ်မိသွားပါတယ်လီရှိုင်းနီကတော့ကူဟန်ဆောင်ဟာဘားတွေမှာအချိန်ဖြုံးပြီးမိန်းကလေးတွေကိုစိတ်ခတ်တက်တဲ့ယွန်စရာကောင်းတဲ့ဥက္ကဋ္ဌအောက်တန်းစားဖြစ်တယ်လို့ဒေါသရကြီးပြောဆိုခဲ့ပါတယ်ဒီစကားကြောင့်တခင်လေးချန်လည်းတန်တရားဝင်ကကလပ်ကစောင့်ကြည့်ကင်မရာတွေကိုပြန်စစ်ဆေးခဲ့ရမှာလွန်ခဲ့တဲ့တလကမင်းသမီးလေးလီရှိုင်းနီဟာရွာကလူမိုက်ဝမ်းရဲ့စိတ်ခတ်ခြင်းကိုခံခဲ့ရပြီးအခမ်းမဝင်သွားခဲ့တာဖြစ်ကြောင်းအမှန်တရားကိုသိရှိသွားပါတော့တယ်ဒီအကြောင်းကိုတခင်လေးချန်ကမင်းသားကိုပြောပြလိုက်တဲ့အခါမှာတော့ကူမီသားစုရဲ့အဖွားအိုကြီးပါတည်သွားပြီးအမွေခံမြေဦးလေးကိုဆုံးရှုံးရမှာဆိုလို့မြေချွေးမလေးကိုအခုချက်ချင်းသွားရှာဖို့မင်းသားကိုအမိန့်ပေးခဲ့ပါတယ်မင်းသားကူဟန်ဆောင်လဲဇနီးလောင်းလေးကိုနားလည်မှုလွဲခဲ့မှန်းသိပြီးဆေးရုံကိုအသေးတန်လိုက်သွားခဲ့ပါတယ်ဒါပေမဲ့ဆေးရုံကိုရောက်တဲ့အချိန်မှာတော့ဆရာဝန်ကလီရှိုင်းနီတယောက်စာရွက်စာတမ်းတွေယူပြီးကိုဝန်ဖျက်ချဖို့ခွဲစိတ်ခန်းထဲဝင်သွားပြီလို့ပြောလိုက်တာကြောင့်မင်းသားတယောက်တို့အေးပြက်မတက်စိုးရိမ်ကြီးစွာနဲ့လီရှိုင်းနီကိုအသေးတန်လိုက်လံရှာဖွေခဲ့ပါတယ်မင်းသားကူဟန်ဆောင်ကမင်းသမီးလေးလီရှိုင်းနီဟာပိုက်ဆံမရှိလို့ဆေးရုံကထွက်ပြေးသွားတာထင်နေခဲ့ရင်မဲ့အမှန်တော့ဟော်တယ်မှာသူပေးခဲ့တဲ့ယွမ်10တန်းတန်ဘန်ကတ်ကိုလီရှိုင်းနီကမယူဘဲဟော်တယ်စာအိတ်ထဲထည့်ကသူ့သူငယ်ချင်းတခင်လေးချန်စီပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်တခင်လေးချန်ကသူ့ကြောင့်မင်းသားနဲ့မင်းသမီးကြားနားလည်မှုလွဲသွားရတာကိုဝန်ခံတောင်းပန်ခဲ့ပြီးလီရှိုင်းနီကပိုက်ဆံမမတ်ပဲတိတ်ခါရှိတဲ့မိန်းကလေးဆိုတာပေါ်လွင်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းလီရှိုင်းနီဟာကလေးကိုဖျက်ချဖို့ခွဲစိတ်ခန်းတဲ့အပြီးအပိုင်းဝင်ခဲ့ရင်မဲ့နောက်ဆုံးမှာတော့တမီးရဲ့ဖေဖေကလူယုံမာကြီးဖြစ်နေရင်တောင်မေမေတမီးလေးကိုတေချာပေါက်ကာကွယ်ပေးမယ်ဆိုပြီးကလေးကိုမဖျက်ချပဲဆေးရုံကနေထွက်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့လီရှိုင်းနီဆေးရုံကထွက်လာတဲ့အခါမှာတော့သူမရဲ့အကိုရင်းဖြစ်သူဂျာပေါင်းကလူမိုက်ဝန်စီကနေရွာ9သိန်းယူထားတာကြောင့်လီရှိုင်းနီကိုအတင်းတမဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ရက်ဆက်လာတဲ့မိခင်ရင်းနဲ့အကိုဖြစ်သူဟာလီရှိုင်းနီမှာကိုဝန်ရှိနေတာကိုတည့်ရက်နဲ့နင်တာလူမိုက်ဝန်နဲ့မညာရင်ငါတို့မိန်းမယူဖို့ပိုက်ဆံပဲခဲ့ရမှာလဲဆိုပြီးမင်းသမီးလေးကြုံခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကိုတခွန်းမှမမေးပဲရွာကိုအတင်းပြန်ခေါ်သွားခဲ့ပါတယ်လူမိုက်ဝန်ကလည်းလီရှိုင်းနီကိုလက်ထပ်ဖို့သဘောတူပြီးသူမပိုက်ထဲကကလေးကိုအပြက်ရှင်းပစ်ဖို့အပြင်မင်္ဂလာဦးညမှာရက်ဆက်ဖို့ပါကြံစီနေခဲ့ပါတယ်မင်းသမီးလေးလီရှိုင်းနီဟာရက်ဆက်တဲ့မိသားစုနဲ့လူမိုက်ဝန်တို့ရဲ့လက်ကနေထွက်ပြေးရင်မြကန်းနာကိုရောက်သွားခဲ့ပါတယ်သူမဟာစိတ်ပြအားငယ်စွာနဲ့ပဲရှင်တို့သာအနာကိုထပ်တိုးလာရင်ကျမမြစ်ထဲခုန်ချပြီးတေးပြလိုက်မယ်လို့ချင်းချောက်ကကလေးလေးနဲ့အတူဘဝကိုအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကံကောင်းစွာနဲ့ပဲလီရှိုင်းနီအနေရပြုတ်ခံရတော့မဲ့အချိန်မှာမင်းသားကူဟန်ဆောင်ဟာစောင့်ကြည့်ကင်မရာကနေတဆင့်သူမကိုထွန်းရွာဘက်ခေါ်သွားမှန်းသိပြီးရဟတ်ရင်နဲ့အချိန်မီအပြေးလွှားရောက်ရှိလာခဲ့ပါတယ်မင်းသားကူဟန်ဆောင်ဟာမြေကမ်းနားမှာလီရှိုင်းနီကိုမြင်ချင်းပဲတောင်းပန်ကဒါငါပြစ်တွေပါမင်းကိုငါဖြေတစ်ခုပြန်ပေးပါမယ်လို့အသေးတန်တောင်းပန်ခဲ့ပါတယ်မင်းသားက
သူမကကိုအုပ်စုဥက္ကဋ္ဌရဲ့ဇနီးပဲတစ်ခုခုဖြစ်ရင်မင်းတို့အားလုံးအသက်နဲ့ရော်ရမယ်လို့ကာကွယ်ပေးပြီးလီရှိုင်းနီရဲ့လက်ကိုဆွဲကဒီတခါတော့ငါဘယ်တော့မှလက်လွတ်မှာမဟုတ်တော့ဘူးလို့ကတိပေးခဲ့ပါတယ်ဥက္ကဋ္ဌကြီးကူဟန်ဆောင်ရဲ့တကယ်ရှိန်ဝါကိုမြင်သွားတဲ့လီရှိုင်းနီရဲ့မိခင်နဲ့အကိုဖြစ်သူကြာပေါင်းတို့ဟာကြောင့်လက်နှကြားနဲ့ရောက်ဖကြီးလို့ခေါ်ကာပြစ်တွေကိုအပြန်လန်လွှဲချပြီးခွင့်လွှတ်ဖို့တောင်းပန်ကြပေမဲ့မင်းသားကတော့သူတို့ကိုမိသားစုဖြစ်ဖို့မတန်ဘူးလို့ပြောကာတန်ခတ်လိုက်ပါတော့တယ်မင်းသမီးလေးလီရှိုင်းနီကိုမြေကမ်းနားမှာကယ်တင်ပြီးတဲ့နောက်မင်းသားကူဟန်ဆောင်ဟာသူမကိုရက်ဆက်စွာနှိပ်စက်ပြီးမူဒိန်းချင်းဖို့စ조사ခဲ့တဲ့လူမိုက်ဝမ်ကိုလက်ထောက်လက်ဖွန်အားအပြက်ရှင်းပစ်ဖို့အမိန့်ပေးခဲ့ပါတယ်တစ်ဖက်မှာလည်းလီရှိုင်းနီရဲ့သွေးအေးလာတဲ့မိခင်နဲ့အကိုဖြစ်သူကြာပေါင်းတို့ကိုကူအုပ်စုရဲ့လူတွေကကောင်းကောင်းကြီးပညာပေးခဲ့ပါတယ်လက်ထောက်ဖြစ်သူကနင်တို့ကဘလို့တက်တီနဲ့ဥက္ကဋ္ဌကတော့ကိုဒီလိုဆက်ဆံရဲတာလဲလို့ကျိမ်းမောင်းပြီးရိုက်နှက်ဆုံးမခဲ့ပြီးကြာပေါင်းကိုလည်းယွမ်တတန်းပေးကနောက်တစ်ခါဥက္ကဋ္ဌကတော့နားကဲ့ရဲသေးရင်ခြေထောက်ကျိုးယုံတင်မကဘူးဒီထက်အဆမတန်ပိုဆိုးသွားမယ်လို့ပြက်ပြက်သားသားတတိပေးမောင်းထုတ်လိုက်ပါတော့တယ်လီရှိုင်းနီဆေးရုံမှာတတိယလာတဲ့အခါကူဟန်ဆောင်ဟာသူ့မဘေးမှာတညာလုံးစောင့်ပေးခဲ့တာဖြစ်ပါတယ်လီရှိုင်းနီကကလေးကြောင့်ပဲကယ်ခဲ့တာလားလို့တန်တရားဝင်နေချိန်မှာမင်းသားရဲ့သူငယ်ချင်းက DNA စစ်ဆေးချက်အရဗိုက်ထဲကကလေးဟာကူဟန်ဆောင်ရဲ့ကလေးစစ်ဖြစ်ကြောင်းလာရောက်တည်ပြုပေးခဲ့ပါတယ်အစပိုင်းမှာလီရှိုင်းနီကသူမကိုကလေးမရှိရင်ပြစ်ထားမဲ့လူတွေအဖြစ်ထင်မြင်ပြီးစိတ်ဆိုးခဲ့ရမယ်ကူဟန်ဆောင်ရဲ့အဖွားဖြစ်သူရောက်လာပြီးတမီးမှာကိုဝန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကူမိသားစုတဲ့လက်ထက်ဝင်ခွင့်ပြုမှာပါလို့ချစ်ချင်းမေတ္တာပြည့်နဲ့နှစ်သိမ့်ပေးခဲ့ပါတယ်အခုကစားပြီးငါကလေးကိုဘသူ့ကိုမှအထီးခိုက်မခံတော့ဘူးပြီးတော့မင်းကိုလည်းဘသူမှမနာကျင်စေရဘူးလို့ကတိစကားဆိုခဲ့ပါတယ်ဒါပေမဲ့လီရှိုင်းနီကပထမဆုံးညမှာကူဟန်ဆောင်ကိုယ်တိုင်ဆေးခတ်ခဲ့တာလို့အထင်လွဲနေစေဖြစ်ပါတယ်ထိုချိန်မှာပဲဖြစ်ရမှန်ကိုသိရှိစေရန်အဲ့ဒီနေ့ကလီရှိုင်းနီရဲ့ဖြော်ရည်တဲ့ဆေးခတ်ခဲ့တဲ့ဟွန်လွတ်ခေါ်တဲ့တရားခံအစ်စ်ကိုဖန်ဆီးခေါ်ဆောင်လာပြီးလီရှိုင်းနီရှေ့မှာဒူးထောက်တောင်းပန်ခိုင်းခဲ့ပါတယ်လီရှိုင်းနီဟာထိုလူလက်ကနေရုံထွက်ပြီးကူဟန်ဆောင်ရဲ့အခန်းထဲအမှတ်မထင်ပြေးဝင်သွားခဲ့တာဖြစ်ကြောင်းအမှန်တရားပေါ်ပေါက်သွားခဲ့ပါတယ်မင်းသားပေါ်အထင်လွဲမှုတွေပြေလည်သွားခဲ့ရင်မဲ့တိတ်ခါရှိတဲ့လီရှိုင်းနီကကလေးကြအောင်းနဲ့တော့ကူမီသားစုတဲ့အလွယ်တကူလက်ထက်ဝင်မှာမဟုတ်ကြောင်းတားအိမ်တိဆောက်ပုံအရကိုဝင်ရခတ်တဲ့ကြားကရလာတဲ့ကလေးမို့သူမဘာသာပဲကာကွယ်ဆောင်ရှောက်သွားမှာဖြစ်ကြောင်းပြောပြီးဆေးရုံကနေဆင်းသွားခဲ့ပါတယ်ဇနီးလောင်းလေးကိုလက်လွတ်ရတော့မဲ့ကူဟန်ဆောင်ဟာအဖွားဖြစ်သူရဲ့အမိန့်ရလီရှိုင်းနီကိုအတင်းတမပြန်လဲခေါ်ဆောင်လာခဲ့ရပါတယ်မင်းသားကူဟန်ဆောင်ဟာလီရှိုင်းနီရှေ့မှာမာနတွေကိုဘေးချိတ်ပြီးသူမကိုပထမဆုံးမြင်ကလေးကနှစ်သက်သဘောကျခဲ့တာဖြစ်ကြောင်းကလေးရှိမရှိကာကွယ်ပေးဖို့အသင့်ရှိကြောင်းအသေးအတန်ဖွင့်ပြောခဲ့ပါတယ်စီးပွားရေးလောကတစ်ခုလုံးကိုလှုပ်ခါနိုင်တဲ့ဘီလီယံ100တန်ဥက္ကဋ္ဌကြီးဟာမင်းကလေးတယောက်ကိုချစ်ရေးဆိုရမှာဦးကြောင်ကြောင်နိုင်လုံးလို့အဖွားဖြစ်သူကပင်ဝင်ရောက်ကူညီပေးခဲ့ရပါတယ်လီရှိုင်းနီကကြောင်းတက်နေစေမို့အိမ်ထောင်မပြုတ်ကျင်သေးဘူးလို့ညှင်းပယ်ခဲ့တာကြောင့်ညံကောင်းတဲ့အဖွားကြီးဟာလီရှိုင်းနီကိုကူမီသားစုရဲ့မွေးစားသမီးမြင်းမလေးအဖြစ်အိမ်မှာပဲဆွဲထားဖို့အကွက်ရွှေ့လိုက်ပါတော့တယ်ကူဟန်ဆောင်ဟာဇနီးလောင်းနေရာကနေတဆင့်ကျော်ပြီးလီရှိုင်းနီရဲ့အကိုကြီးဖြစ်သွားရတဲ့အတွက်ဦးကြောင်ကြောင်နဲ့ညီမလေးအတွက်ရေခက်ပေးရတဲ့ဘဝကိုရောက်သွားခဲ့ပါတယ်လီရှိုင်းနီဟာလည်းမင်းသားရဲ့ဂယူးဆိုင်မှုတွေနဲ့နှွေးထွေးရဲ့မိသားစုကိုမြင်ပြီးသူမပိုက်ထဲကကလေးလေးကိုမင်းရဲ့အဖေကတကယ်တော့လူကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်လေလို့တိုးတိုးလေးပြောလိုက်ပါတယ်ကူမီသားစုရဲ့နှွေးထွေးရဲ့ကြိုဆိုမှုအောက်မှာလီရှိုင်းနီတယောက်မယုံနိုင်စရာကောင်းတဲ့ဂယူးဆိုင်မှုတွေကိုခံယူနေရပါတယ်အဖွားကူဟာလီရှိုင်းနီကိုမိသားစုဝင်တယောက်လိုသဘောထားပြီးကြောင်းတက်ဖို့ကအစအထူးပါမောက်ခတွေနဲ့အိမ်မှာပဲစာတင်နိုင်အောင်စီစဉ်ပေးခဲ့ပါတယ်လီရှိုင်းနီကတော့တာမန်မင်းကလေးတယောက်အနေနဲ့ပဲနေချင်တာကြောင့်ညှင်းဆန်ခဲ့ရင်မဲ့အဖွားကူရဲ့ချစ်ချင်းမေတ္တာအောက်မှာတော့အလျှော့ပေးလိုက်ရပါတယ်ဒီနေ့မှာတော့အဖွားကူဟာလီရှိုင်းနီကိုကုံတိုက်ခေါ်သွားပြီးပစ္စည်းမှန်သမျှကိုဈေးနှုန်းမကြည့်ပဲအကုံသိမ့်ပိုက်ခိုင်းကဂူမီသားစုရဲ့ဂွာစာအာနာနဲ့အချစ်ကိုပြသခဲ့ပါတယ်အဲ့ဒီအချိန်မှာတင်မင်းသားကူဟန်ဆောင်ကတော့ဇနီးဖြစ်သူကိုအဖွားကူရဲ့အစီအစဉ်တိုင်းကြောဖို့ခေါ်ဆောင်သွားရတဲ့အထိရောက်ရှိသွားပါတယ်အဖွားဖြစ်သူကကိုဇနီးကိုပိုးရတာဘာရှက်စရာရှိလဲလို့တိုက်တွန်းတဲ့အတွက်ကူဟန်ဆောင်ဟာတန်ပေါင်းတသိန်းတန်ဥက္ကဋ္ဌနေရာကနေဆင်းပြီးလီရှိုင်းနီရဲ့ခြေထောက်ကိုဆေးပေးတဲ့အထိနူးညံ့သိမ်မွေ့ရဲ့ခင်ပွန်းကောင်းဖြစ်ပြောင်းလဲသွားပါတယ်လီရှိုင်းနီတယောက်ကူဟန်ဆောင်ရဲ့ဒီလိုပြုမှုတွေကိုမြင်ပြီးသူတကယ်ပဲပြောင်းလဲသွားပြီလားလို့စတင်တွေးတော့လာပါတယ်အဖွားကူဟာလီရှိုင်းနီပြင်းမှာဆိုးလို့ဆိုပြီးအရီယာဆိုတဲ့မိန်းကလေးတယောက်ကိုအိမ်ထိန်ဖြစ်ခေါ်ဆောင်လာခဲ့ပါတယ်ဒါပေမဲ့လီရှိုင်းနီအတွက်တော့အရီယာဟာမကောင်းဆိုးဝါးတယောက်လိုပါပဲလွန်ခဲ့တဲ့တလားကလီရှိုင်းနီကိုဆေးခတ်ခဲ့သူတွေထဲမှာအရီယာလည်းပါဝင်နေတာကိုလီရှိုင်းနီကကောင်းကောင်းသိနေပါတယ်အဖွားကူကတော့သူတို့နှစ်ယောက်ကိုတနယ်ထဲနေကြသူတွေဖြစ်လို့ခင်မင်မဲထင်ပြီးခေါ်လာခဲ့တာဖြစ်ပေမဲ့အမှန်တကယ်တော့အရီယာဟာလီရှိုင်းနီကိုအနီးကပ်ဆောင်ကြည့်ပြီးဒုက္ခပေးဖို့ပြန်ရောက်လာတာဖြစ်ပါတယ်ကူမီသားစုအိမ်တော်မှာလီရှိုင်းနီတယောက်အေဂျင့်စွာနေထိုင်နိုင်ဖို့စ조사နေပေမဲ့အရေးမီတစ်ခုကတော့သူမနားမှာအမြဲရှိနေပါတယ်အရီယာဟာသူငယ်ချင်းရောင်ဆောင်ပြီးလီရှိုင်းနီကိုပြုစုပေးနေပုံပေါက်ပေမဲ့အမှန်တကယ်တော့လီရှိုင်းနီကိုကူမီသားစုကနေနှင်ထုတ်ဖို့နဲ့သူမပိုက်ထဲကကလေးကိုဖျက်ဆီးပစ်ဖို့အတွက်ရက်ဆက်တဲ့အကြံအစီတွေကိုချမှတ်ထားပါတယ်ကူမီသားစုအိမ်တော်မှာလီရှိုင်းနီတယောက်အေဂျင့်စွာနေထိုင်နိုင်ဖို့စ조사နေပေမဲ့အရေးမီတစ်ခုကတော့သူမနားမှာအမြဲရှိနေပါတယ်အရီယာဟာသူငယ်ချင်းရောင်ဆောင်ပြီးလီရှိုင်းနီကိုပြုစုပေးနေပုံပေါက်ပေမဲ့အမှန်တကယ်တော့လီရှိုင်းနီကိုကူမီသားစုကနေနှင်ထုတ်ဖို့နဲ့သူမပိုက်ထဲကကလေးကိုဖျက်ဆီးပစ်ဖို့အတွက်ရက်ဆက်တဲ့အကြံအစီတွေကိုချမှတ်ထားပါတယ်
ကူဟန်ဆောင်ဟာမူးနေချိန်မှာတောင်အရီယာကိုအနာမကတ်စေပဲလီရှိုင်းနီနဲ့ဝေးဝေးနေဖို့တတိပေးထားပြီးလီရှိုင်းနီကိုညီမလေးအဖြစ်မမြင်ပဲမိမတယောက်အနေနဲ့ပဲချစ်မြတ်နိုးကြောင်ဖွင့်ဟပြောဆိုခဲ့ပါတယ်။အရီယာဟာလီရှိုင်းနီရဲ့ကလေးကိုဖျက်ဆီးဖို့အတွက်စံပြုတ်ထဲကိုအစိတ်ထည့်ထားခဲ့ပါတယ်။မင်းသမီးလေးစံပြုတ်တောက်မဲ့အချိန်မှာပဲကူဟန်ဆောင်ရောက်လာပြီးကိုယ်တိုင်စေတနာအပြည့်နဲ့ပြင်ဆင်လာတဲ့စံပြုတ်ပန်းကန်ကိုအစားထိုးပေးလိုက်ပါတယ်။ဒီလိုခြေနေမှာလီရှိုင်းနီအတွက်ဒုက္ခကထပ်ဆင့်လာပါတယ်။လီရှိုင်းနီကိုမိခင်ဖြစ်သူအန်တီဆိုနဲ့အကိုဖြစ်သူတို့ကအိမ်ထောင်စုစရင်ပေးမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ငွေထက်မှန်ညှိယူဖို့ကြံစီခဲ့ပါတယ်။အန်တီဆွန်ကမင်းကိုကူဟန်ဆောင်ရဲ့လူတွေကရော်ကြီးရွမ်တန်းပေးထားတာမလုံလောက်ဘူးနောက်ထပ်ရွမ်3တန်းထပ်ပေးမဟုတ်ရင်မင်းကိုရောင်းစားနေရတယ်ဆိုတဲ့သတင်းကိုဖြန့်ပစ်မယ်လို့ရက်ဆက်စွာချင်းချောက်ခဲ့ပါတယ်။အရီယာကလည်းလီရှိုင်းနီကိုကူညီပေးဟန်ဆောင်ပြီးလူဆိုးတွေရှိရာနေရာကိုအယုံသွင်းခေါ်ဆောင်သွားခဲ့ပါတယ်။ငွေပေးချေတဲ့နေရာကိုရောက်တဲ့အခါလီရှိုင်းနီကငွေစစ်တွေအစားနေရဲပိုက်ဆံတွေကိုသာထုတ်ပေးလိုက်ပါတယ်။ဒါကိုမြင်တဲ့အခါမိခင်ဖြစ်သူအန်တီဆွန်တို့အုပ်စုဒေါသထွက်ပြီးလီရှိုင်းနီကိုအကြမ်းဖက်ဖို့ကြံစီခဲ့ပါတယ်။အရီယာကလည်းလီရှိုင်းနီရဲ့ဗိုက်ထဲကကလေးကိုကိုယ်တိုင်ဖျက်ချပစ်ဖို့အထိရက်ဆက်စွာကြံစီထားပါတယ်။ထိုအချိန်မှာပဲမင်းသားကူဟန်ဆောင်တို့ရောက်လာပြီးမိခင်ဖြစ်သူအန်တီဆွန်နဲ့အပေါင်းပါတွေကိုပညာပေးခဲ့ပါတယ်။အရီယာကလည်းလီရှိုင်းနီကိုအစိတ်ခတ်ဖို့ကြံစီခဲ့တဲ့အစားအသောက်တွေကိုသူမကိုယ်တိုင်ပြန်လည်စားတောက်စေပြီးလက်စားချေခဲ့ပါတယ်။ဒီလောကကြီးမှာဒီလိုမေမျိုးဘယ်လိုလုပ်ရှိနိုင်မှာလဲ။တခြားသူတွေရဲ့သမီးတွေဆိုရင်ယေဒနာလိုသဘောထားကြတယ်မင်းတို့နှစ်ယောက်ကတော့ငါ့ကိုငွေရှာပေးတဲ့ကိရိယာတစ်ခုလိုပဲသဘောထားကြတယ်ဒီစကားတွေနဲ့အတူလီရှိုင်းနီကဖိအားပေးလိုက်တဲ့အခါမိခင်ဖြစ်သူအန်တီဆွန်တို့အုပ်စုနောက်ဆုံးမှာဝန်ခံခဲ့ရပါတယ်လွန်ခဲ့တဲ့20နှစ်ကဆေးရုံမှာလီရှိုင်းနီတယောက်တည်းငိုနေတာကိုမြင်ရလို့ပြန်ပေးဆွဲခေါ်ယူခဲ့တာဖြစ်ပြီးလီရှိုင်းနီဟာသူတို့ရဲ့သမီးရင်းမဟုတ်ကြောင်းကိုဝန်ခံသွားခဲ့ပါတယ်ကူဟန်ဆောင်နဲ့အတူတူလိုက်လံစုံစမ်းမှုများကြောင့်လီရှိုင်းနီမိခင်ရင်းဖြစ်သူကိုရှာဖွေတွေ့ရှိရန်နီးစပ်လာပြီး DNA စစ်ဆေးမှုများပြုလုပ်ရန်စီစဉ်ခဲ့ပါတယ်ထိုချိန်မှာပဲမာစရာရှူကိုရိုင်းလီရှိုင်းနီထံသို့ရောက်ရှိလာခဲ့ပြီးနှစ်ပေါင်း20ကျော်ကြာပျောက်ဆုံးသွားတဲ့သမီးရင်းဖြစ်ကြောင်းအတည်ပြုပြောဆိုလိုက်ပါတော့တယ်။အမေရင်းနဲ့ပြန်လည်ဆုံတွေ့ချိန်မှာတော့စိတ်လှုပ်ရှားစရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အမေရင်းဖြစ်သူဟာလီရှိုင်းနီကိုတွေ့တာနဲ့22နှစ်တာလွမ်းဆွမှုတွေကိုဖွင့်ဟန်ရင်သူမကိုဒုက္ခပေးခဲ့သူတွေကိုလည်းအပြင်းထန်အပြစ်တင်ခဲ့ပါတယ်။နှစ်ပေါင်း20ကျော်ခဲ့ပြီနော်သမီးလေး။အမေနောက်ဆုံးတော့သမီးကိုရှာတွေ့ပြီးဒီနေ့ကစားပြီးမင်းတို့တွေကဘသူမှငါသမီးနာကိုမကတ်နဲ့လို့ပြောလိုက်ပါတယ်။မိခင်ဖြစ်သူရဲ့စိုးရိမ်တကြီးကာကွယ်မှုကြောင့်ကူဟန်ဆောင်နဲ့လီရှိုင်းနီတို့ကြားမှာလည်းအနှဲငယ်အနေရခတ်တဲ့အခြေအနေတွေဖြစ်ပေါ်လာခဲ့ပါတယ်။လီရှိုင်းနီရဲ့အမေရင်းဟာနမေကြီးသူတေးတဦးဖြစ်ပြီးကောစာအာနာကြီးမားတဲ့ရှုမိသားစုရဲ့ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။သမီးဖြစ်သူလီရှိုင်းနီကိုကူဟန်ဆောင်နဲ့ဝေးကွာစေဖို့နဲ့ပုံမမြင့်မားတဲ့လူဒန်းစားတွေကလူငယ်သူသေးတွေနဲ့မိတ်ဆက်ပေးဖို့ကြိုးပမ်းလာပါတယ်။ဒါပေမဲ့ကူဟန်ဆောင်ရဲ့ကလေးကိုကိုဝန်ဆောင်ထားတဲ့လီရှိုင်းနီအတွက်တော့ဒီအခြေအနေကအလွန်တရာဆိတ်ရှုပ်စရာဖြစ်လာပါတယ်။လီရှိုင်းနီဟာအမေရင်းနဲ့ပြန်တွေ့ရတဲ့အတွက်ဝမ်းသာရပေမဲ့သူမကိုအသက်ကယ်ပေးခဲ့တဲ့ကူဟန်ဆောင်ရဲ့ကျေးဇူးကိုလည်းမေ့မရပါဘူး။ဒီအချိန်မှာပဲမာစတာရှူကလီရှိုင်းနီပျောက်ဆုံးနေစဉ်ကအစားထိုးမွေးစားခဲ့တဲ့ညီမဖြစ်သူရန်ဟုံကိုခေါ်ဆောင်လာပါတယ်ရန်ဟုံဟာအပြင်ပန်းမှာတော့ကျင်းနာရောင်ဆောင်ပေမဲ့လီရှိုင်းနီရဲ့နေရာကိုအစားထိုးဖို့စိတ်ကူးရှိနေကုန်ရပါတယ်မာစတာရှုကလီရှိုင်းနီကိုရှုမိသားစုအိမ်တို့ပြန်ခေါ်သွားဖို့စ조사ပေမဲ့လီရှိုင်းနီကတော့သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲအတွက်ကျောင်းမှာပဲဆက်လက်နေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဂူဟန်ဆောင်ကကျမရဲ့အသက်ကယ်ကျေးဇူးရှင်ပါကျမတာဂူမီသားစုအိမ်မှာမနေဘူးဆိုရင်သူတို့ကျေးဇူးကိုဘယ်လိုပြန်ဆက်နိုင်မှာလဲမိခင်ရဲ့အလိုဆန္ဒနဲ့ချစ်သူရဲ့ကျေးဇူးတရားကြားမှာဝေခွဲမရဖြစ်နေတဲ့လီရှိုင်းနီတယောက်ဒီကြက်တဲဖြစ်နေခဲ့ပါတယ်လီရှိုင်းနီဟာမိခင်ရင်းဖြစ်သူမာစတာရှူနေထိုင်တဲ့အိမ်ကြီးကိုတွားရောက်လည်ပတ်ခဲ့ပါတယ်။မာစတာရှူကလီရှိုင်းနီကိုရှုမိသားစုရဲ့တဦးတည်းသောအမွေဆက်ခံသူဖြစ်အတိအမှတ်ပြုပြီးလက်ဆောင်တွေအိမ်ချမ်းမြေတွေနဲ့တန်ဖိုးကြီးမားတဲ့ပစ္စည်းတွေကိုပေးအပ်ဖို့ပြင်ဆင်ထားခဲ့ပါတယ်။ဒါပေမဲ့လီရှိုင်းနီကတော့ကိုယ့်ရည်ချင်းနဲ့ပဲအတိအမှတ်ပြုမှုရယူမယ်ဆိုတဲ့စိတ်ဓာတ်နဲ့တန်ဖိုးကြီးလက်ဆောင်တွေကိုညှင်းဆန်ခဲ့ပြီးသူမရဲ့ပညာရေးနဲ့ဒီဇိုင်းပြိုင်ပွဲကိုသာအဓိကထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သမီးကတာမန်မိန်းကလေးတစ်ယောက်ပါဘီလီယံတန်ကုမ္ပဏီကြီးရဲ့အမွေဆက်ခံသူဖြစ်နေခံယူဖို့မထိုက်တန်သေးပါဘူး။သမီးစူးစမ်းမှုနဲ့လူတိုင်းစီကအတိအမှတ်ပြုမှုရပြီးမှပဲဒါတွေကိုလက်ခံပါမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ကျောင်းကိုပြန်ရောက်တဲ့အခါလီရှိုင်းနီနဲ့အတူသူမရဲ့မွေးစားအကိုဖြစ်သူတောင်ရီဟုံလည်းပါလာခဲ့ပါတယ်။တောင်ရီဟုံဟာကျောင်းမှာအရန်ကိုထူးချွန်ပြီးလူသိများတဲ့ကျောင်းသားတဦးဖြစ်တာကြောင့်လီရှိုင်းနီနဲ့ယဉ်ကျေးမှုအပေါ်ကူဟန်ဆောင်ကမနာလိုဖြစ်သွားခဲ့ပါတယ်။ကူဟန်ဆောင်နဲ့လီရှိုင်းနီတို့ဟာဖက်ရှင်ဒီဇိုင်းပြိုင်ပွဲအတွက်ဒီဇိုင်းကျောင်းတွေကိုအတူတူဆွေးနွေးတိုင်ပင်ကြရင်ပုံမရင်းနှီးလာခဲ့ကြပါတယ်။ကူဟန်ဆောင်ကလည်းအလုပ်ကိစ္စတွေကိုတောင်ဘေးဖယ်ထားပြီးလီရှိုင်းနီရဲ့ဒီဇိုင်းစိတ်ကူးတွေကိုအားပေးထောက်ခံနေပါတယ်။လီရှိုင်းနီတယောက်ပြိုင်ပွဲအတွက်အာယုံစိုက်နေချိန်မှာပဲကူဟန်ဆောင်ကတောင်ရီဟုံပေါ်မနာလိုစိတ်နဲ့ဝင်ရောက်နှောက်ယှက်ခဲ့ပါတယ်။ကူဟန်ဆောင်ဟာလီရှိုင်းနီကိုအထင်ကြီးစေဖို့အတွက်နမီကျော်ဆရာမလူးစိန်ကိုခေါ်ဆောင်လာပြီးသူမကိုအထူးတင်နန်းပေးခဲ့ပါတယ်။ကျောင်းမှာတော့လီရှိုင်းနီရဲ့တာယာတဲ့ဘဝကိုမနာလိုသူတွေကသူမကိုတိုက်ခိုက်လာကြပါတယ်။လီရှိုင်းနီဟာလူကြီးတယောက်ရဲ့ထောက်ပံ့မှုကိုခံယူနေသူဖြစ်ပြီးကိုဝင်ရှိနေတယ်ဆိုတဲ့သတင်းတွေကိုဖြန့်ချိကသူမကိုကျောင်းကထုတ်ပစ်ဖို့အထိကြံစီလာကြပါတယ်။လီရှိုင်းနီကသူမရဲ့အထောက်ထားကိုထုတ်ပြောလိုက်ပေမဲ့မနာလိုသူတွေကသူမကိုလောင်ပြောင်ယုံတာမှကသူမရဲ့ဒီဇိုင်းပစ္စည်းတွေကိုပါဖျက်ဆီးပစ်ခဲ့ကြပါတယ်။မာစတာရှုကလီရှိုင်းနီကိုမွေးစားသမီးရန်ဟုံထက်ပိုချစ်ပြနေတောင်ပြုမှုနေတာကိုရန်ဟုံကအခွင့်ကောင်းယူပြီးလီရှိုင်းနီရဲ့စိတ်ထဲမှာမိခင်ပေါ်တန်တရားဝင်အောင်တွေးထိုးပေးနေပါတယ်။ဒီကြားထဲမှာပဲလီရှိုင်းနီရဲ့အကိုဖြစ်သူတောင်ရီဟုံကလီရှိုင်းနီကိုချစ်ကြောင်း
ဝန်ခံခဲ့ပါတယ်ဒါပေမဲ့လီရှိုင်းနီကတော့ကူဟန်ဆောင်ပေါ်မှာသာအလေးတာနေတာကြောင့်သူ့ကိုပြက်ပြက်သားသားညှင်းဆန်ခဲ့ပါတယ်ဒီခြေနေကိုမြင်တွေ့လိုက်ရတဲ့ရန်ဟုံကတောင်ရီဟုံကိုစီယုံပြီးလီရှိုင်းနီနဲ့ကူဟန်ဆောင်တို့နှစ်ယောက်ကိုခွဲထုတ်ဖို့အတွက်ပူးပေါင်းကြံစီလိုက်ပါတယ်လီရှိုင်းနီကတော့သူမရဲ့ဒီဇိုင်းပြိုင်ပွဲအတွက်သာအာယုံစိုက်နေပြီးကူဟန်ဆောင်နဲ့ရင်းနှီးမှုတွေတိုးလာခဲ့ပါတယ်လီရှိုင်းနီတယောက်ဒီဇိုင်းပြိုင်ပွဲအတွက်အာယုံစိုက်နေချိန်မှာပဲကူဟန်ဆောင်ကသူမအတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုတေချာပြင်ဆင်ပေးပြီးတနိုင်ငံလုံးကထိတ်တန်းဆောင်တွေကိုပါညာတွင်ချင်းငားရမ်းကလုံခြုံရေးအထူးတာဝန်ယူပေးခဲ့ပါတယ်ဒီเจ้าကိုရောက်ကြတဲ့ကဒါရိုက်တာကူဟန်ဆောင်ခတ်များကောင်းကောင်းမစားနိုင်မအိတ်နိုင်ဖြစ်နေတာပါဒီလိုချိန်မှာပဲညီမဖြစ်သူရန်ဟုံကမေမေမာစရာရှူရဲ့အမိကိုအတုံးချပြီးလီရှိုင်းနီကိုစုံစမ်းအခြေရေးလို့အမိတက်ထားတဲ့ကြံစီမှုတစ်ခုစီကိုလက်ပြားခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီနေရာမှာရည်ရွယ်ချက်ရှိရှိနဲ့ဆေးလွတ်ခံထားရတဲ့လူမိုက်တွေနဲ့ဆုံတွေ့ခဲ့ရပြီးလီရှိုင်းနီကိုအနိုင်ကျင့်ချင်းချောက်ဖို့ကြိုးပမ်းခဲ့ကြပါတယ်အဲ့ဒီနောက်ွယ်မှာတော့ဓာတ်ပုံရိုက်ပြီးတက်တေပြဖို့လှုံ့ဆော်နေတဲ့ရန်ဟုံရဲ့ကြံစီမှုတွေလည်းပါဝင်နေပါတယ်မေမေဘာတွေတွေးနေတာလဲဒီလိုလူတွေနဲ့ကျမကိုတွေ့ဆုံခိုင်းရတာလဲဒီစူပူမှုတွေကြောင့်လီရှိုင်းနီဟာအလွန်မင်းစိတ်မလုံခြုံပဲထိတ်လန့်သွားခဲ့ပြီးဝမ်ဘိုက်ထဲကကလေးကိုပါထိခိုက်သွားခဲ့တာကြောင့်အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်ဆရာဝန်ရဲ့စစ်ဆေးချက်အရတနေသားကအချိန်မရွေးပြတ်ကျနိုင်တဲ့အနေအထားမှာရှိနေပြီးအထူးပြုဆိုင်ရမယ်လို့တတိပေးခဲ့ပါတယ်ဒီဖြစ်ရဆိုကြည့်ပြီးသွားတဲ့အခါမှာတော့လီရှိုင်းနီဟာမာစရာရှုအမေရင်ရဲ့စီစဉ်မှုတွေအပေါ်အလွန်တရာစိတ်ပြတ်သွားခဲ့ပြီးမေမေကျမကိုချမ်းသာတဲ့သခင်လေးတွေနဲ့မိတ်ဆက်မပေးပါနဲ့တော့အရင်ကကျမစီမှာမရှိခဲ့တဲ့အရာတွေကိုအခုလည်းမလိုအပ်တော့ပါဘူးဆိုတာပြောလိုက်ပါတယ်ဒီနောက်မှာတော့မိသားစုရဲ့ဖိအားတွေကြားကနေရုံထွက်ပြီးလီရှိုင်းနီဟာသူမရဲ့အိမ်မက်ဖြစ်တဲ့ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲအတွက်နောက်ဆုံးပြင်ဆင်မှုတွေကိုအာယုံစိုက်လှုပ်ဆောင်ခဲ့ပါတယ်။ကူဟန်ဆောင်နဲ့အခြားသူတွေရဲ့ကူညီပံ့ပိုးမှုတွေနဲ့အတူအချိန်မီပြီးစီးအောင်စ조사ခဲ့ကြပြီးနောက်ဆုံးမှာတော့သူမရဲ့အထူးဒီဇိုင်းလက်ရာကိုအောင်မြင်စွာဖန်တီးပြီးစီးသွားခဲ့ပါတယ်။ပြိုင်ပွဲစတင်ပြီးလီရှိုင်းနီစင်ပေါ်တက်လာတဲ့အခါမှာတော့အကိုဖြစ်သူတောင်ရီဟုံနဲ့ရန်ဟုံတို့ပူးပေါင်းကြံစီထားတဲ့အကြံစီပေါ်ထွက်လာပါတော့တယ်။သူတို့ဟာလီရှိုင်းနီရဲ့ USB drive ကိုလဲလှယ်ထားခဲ့ပြီးသူမကိုအဆက်ခွဲဖို့အတွက် AI နဲ့ဖန်တီးထားတဲ့အမှားယွင်းဗီဒီယိုဖိုင်တွေကိုပွဲခန်းမထဲမှာလူများရှေ့ဖွင့်ပြခဲ့ကြပါတယ်။ဒီ USB drive ထဲမှာ bias ထည့်ပေးဖို့ဟက်ကာတယောက်ကိုလည်းငှားထားပါတယ်။ဒီလိုမမှန်မကန်ဆွဆွဲခံရမှုတွေကြောင့်ကျောင်းအုပ်ကြီးနဲ့တရားသူကြီးတွေရှေ့မှာလီရှိုင်းနီတယောက်ကြီးမားတဲ့အကြက်တဲနဲ့ရင်ဆိုင်ရပြီးကျောင်းထုတ်ခံရမယ့်အနေရနဲ့ကြုံတွေ့လာရပါတော့တယ်။ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲခန်းမှာတွင်လီရှိုင်းနီတယောက်အဆက်ခွဲခံရမိရေကြုံတွေ့နေရချိန်မှာပဲကူဟန်ဆောင်ကအချိန်ကရောက်ရှိလာပြီးသူမရဲ့ကလေးဖေဖေနဲ့ဘီလီယံနာ CEO ဖြစ်ကြောင်းလူများရှေ့တွင်တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။လီရှိုင်းနီကငားရဲ့ဇနီးပါပြီးတော့ငါးဇနီးမှာကိုဝင်ရှိတာဘာအဆက်ကွဲစရာရှိလို့လဲပြောကကူဟန်ဆောင်နဲ့အတူမာစတာရှူပါရောက်ရှိလာပြီးလီရှိုင်းနီအပေါ်ကောလာဟလတွေဖြန့်ဝေကမမှန်မကန်ဆွဆွဲခဲ့ကြတဲ့အကြောင်းအုပ်ကြီးနဲ့အခြားသူတွေရဲ့လုပ်ရက်တွေကိုဖော်ထုတ်ရေးယူခဲ့ပါတယ်လီရှိုင်းနီရဲ့ဒီဇိုင်းလက်ရာအတွက်မူကျန်းတွေပျောက်ဆုံးသွားခဲ့ပေမဲ့ကူဟန်ဆောင်ကသူမရဲ့ဒီဇိုင်းတိုင်းချုပ်လုပ်ထားပေးခဲ့တဲ့အစင်သင်းဝတ်စုံကိုတင်ဆက်ပြသနိုင်ခဲ့ပါတယ်ထူးချွန်ပြောင်မြောက်လာတဲ့ဒီဇိုင်းလက်ရာကြောင့်လီရှိုင်းနီဟာတရားသူကြီးတွေရဲ့အမှတ်အများဆုံးနဲ့ဒီနှစ်ကျောင်းတက္ကသိုလ်ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲရဲ့ချန်ပီယံဆုကိုစုခုရရှိသွားခဲ့ပါတယ်ဒီနှစ်ကျောင်းတက္ကသိုလ်ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲရဲ့ချန်ပီယံဆုကိုစုခုရရှိတဲ့ကျောင်းသူလီရှိုင်းနီကိုဂုဏ်ပြုပါတယ်။အောင်မြင်မှုတွေစုခုရရှိပြီးနောက်မှာတော့ဒါရိုက်တာရှူကလီရှိုင်းနီဟာသူမရဲ့ပျောက်ဆုံးနေတဲ့တမီးရင်းဖြစ်ကြောင်းနဲ့ရှုမိသားစုရဲ့တူးတဲ့သောအမွေစားမွေခံဖြစ်ကြောင်းကိုလူများရှေ့တရားဝင်ထုတ်ကြေညာခဲ့ပါတယ်။လီရှိုင်းနီလည်းမိခင်ဖြစ်သူရဲ့မေတ္တာကိုနားလည်လက်ခံခဲ့ပြီးရှုမိသားစုရဲ့ရှယ်ယာတစ်ဝက်နဲ့အတူကုမ္ပဏီရဲ့အမွေဆက်ခံသူဖြစ်တရားဝင်ရပ်တည်ခွင့်ရရှိသွားခဲ့ပါတော့တယ်။လီရှိုင်းနီနဲ့မိခင်ဖြစ်သူတို့အကြက်တဲနဲ့ရင်ဆိုင်ရချိန်မှာအားလုံးရဲ့နောက်ွယ်ကကြံစီသူဟာမွေးစားသမီးဖြစ်သူရန်ဟုံဖြစ်ကြောင်းပေါ်ထွက်လာခဲ့ပါတယ်။ရန်ဟုံဟာမိခင်ရဲ့အာယုံဆိုင်မှုနဲ့ရှူမီသားစုရဲ့အမွေနှစ်တွေကိုလီရှိုင်းနီရရှိသွားခြင်းပေါ်မနာလိုဝန်တိုမှုလုံခဲ့ကလူမိုက်များကိုငားရမ်းပြီးပြန်ပေးဆွဲခိုင်းခဲ့ပါတယ်။ဒါပေမဲ့ကူဟန်ဆောင်နဲ့မိခင်ဖြစ်သူတို့ဥဆောင်တဲ့ဖွဲ့ဟာလီရှိုင်းနီရဲ့နာရီမှာပါရှိတဲ့တီနေယာပြစနစ် GPS ကိုအသုံးပြုပြီးအချိန်ကိုက်ဝင်ရောက်ကတင်နိုင်ခဲ့ပါတယ်။ရန်ဟုံရဲ့ငွေကြေးအကောင့်နဲ့ပိုင်ဆိုင်မှုတွေလည်းချက်ချင်းရပ်ဆိုင်းခံခဲ့ရပြီးသူမရဲ့ရုံမာတဲ့ကြံစီမှုတွေအားလုံးကျရှုံးသွားခဲ့ပါတယ်။အန်နီယရီကင်းစင်သွားပြီးနောက်မှာမာစတာရှူဟာတစ္ဆာဖောက်ပြီးအဆိုးရွားဆုံးလုပ်ရက်ကိုလှုပ်ဆောင်ခဲ့တဲ့ရန်ဟုံကိုငါ့ကိုအမေလို့မခေါ်နဲ့တော့ဒီနေ့ကစားပြီးငါတို့သားမိမဟုတ်တော့ဘူးပြောကသားမိအဆက်အသွယ်လုံးဝဖြတ်တောက်လိုက်ပါတော့တယ်ဇလန်းရဲ့အဆုံးသက်မှာတော့လီရှိုင်းနီနဲ့ကူဟန်ဆောင်တို့နှစ်ဦးသားချစ်စရာကောင်းတဲ့မိသားစုဘဝလေးကိုတိစောက်ဝင်ခဲ့ပြီးကလေးငယ်တွေနဲ့အတူပျော်ရွှင်စရာဘဝခရီးလမ်းကိုဆက်လျှောက်လန်းရင်ကူဟန်ဆောင်ကလီရှိုင်းနီကိုတရားဝင်လက်ထပ်ခွင့်တောင်းကစီကားတဲ့မင်္ဂလာပွဲလေးနဲ့အတူဇလန်းလေးအဆုံးသက်သွားခဲ့ပါတယ်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ follow လေးနှိပ်ခဲ့ပေးပါဦး